မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစရောကိုပါကျမ်းမာကြံ့ခိုင်ဖို့အတွက်ကျွန်တော်လင်ထိုက်ကကြိုးစားပါတယ်ခင်ဗျာဒီနေ့နောက်ဆုံးပြပေးမယ့်လေ့ကျင့်ခန်းကတော့ post squat လေ့ကျင့်ခန်းဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကနှလုံးခုန်လုံးမြင့်တင်ဖို့နဲ့ပေါင်ချက်သားများကျင့်နေစေဖို့ဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းက cardio နဲ့ squat ပေါင်းစပ်ထားတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်အစီလောင်ကျွမ်းဖို့အတွက်ကောင်းဆုံးလေ့ကျင့်ခန်းလေးတစ်ခုဖြစ်ပါတယ်ခြေထောက်ကားပြီးထိုင်ချမယ်လက်နဲ့ကြမ်းမြင့်ကိုထိမယ်ချက်ချင်းခုန်ပြီးခြေထောက်ပြန်ဆုမယ်ပေါ်ပေါ်နဲ့တွတ်တက်ကလေးလောက်အောင်မှာဖြစ်ပါတယ်စက္ကန့်30လောက်မနာရန်ခုန်ကြည့်ပါပေါ်ပါလန်းဆန်းသွားပါလိမ့်မယ်နောက်တစ်နေ့မှပြန်ဆုံးမယ်နော်စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်ကြပါစေ